တို့ကိုယ့်ရဲ့သားသမီးတွေကိုဆုံးမတွင်တင်တဲ့အခါမှာမြင်ရတဲ့အရာတည်းမှာအခြေမခံပါနဲ့အဓိကချစ်ရသောမိဘညီကိုမောင်မတို့ထောင်ရနဲ့ဆိုင်တဲ့အရာမမြင်ရတဲ့အရာကိုအရင်တွင်တင်ပေးဖို့ရန်ကျွန်တော်တိုက်တွန်းခွန်အားပေးချင်ပါတယ်ဖယားကိုနံပါတ်1ထားဖို့ရန်အရင်တွင်တင်ကြရအောင်အာမင်တချို့မိဘတွေကမြင်ရတဲ့အပေါ်ထဲမှာပဲအခြေခံနေတယ်မြင်ရတဲ့အပိုင်းထဲမှာပဲတွင်တင်နေတာများတယ်ပညာတတ်ဖြစ်ခိုင်းစေခြင်းတယ်အင်ဂျင်နီယာဖြစ်ခိုင်းစေခြင်းတယ်ဆရာဝန်ဖြစ်ခိုင်းစေခြင်းတယ်ကောင်းပါလေသူ့တော့အဲ့ဒီအရာကတင်တည်သွားရင်တဲ့ယုံကြည်သူဖယားသားသမီးဖြစ်တဲ့ကြောင့်တင်ထားတဲ့အရာအလုံးထားခဲ့ရမှာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်ကိုမထင်မဲ့မြင်ပြုတော်သူကပျက်စီးမယ်လို့ပြောတယ်လောကကြီးထဲမှာကိုသားသမီးတွေကိုအောင်မြင်ဖို့ရန်ကြော်ကြားဖို့ရန်နာမည်ကြီးဖို့ရန်စာဒီတင်ခိုင်းတာအဲ့ဒီစာဒီကတော့အဓိကမကြဘူးနံပါတ်1ကျွန်တော်ပြောချင်တဲ့အရာကိုဖယားကိုနှုတ်ကပတ်တော်အောက်ထဲမှာတွားဖို့ရန်ပြောချင်တယ်မြည်ရတဲ့လောကကြီးထဲမှာတင်ပညာဘလောက်တတ်ရင်လဲတင်တည်သွားရင်ဘာမှပါသွားမှာမဟုတ်ပါဘူးတင်ဘလောက်အောင်မြင်ရင်လဲဘလောက်ချမ်းသာရင်လဲဒီနဲ့ငွေရေးကြေးရေးကိုအရင်မရှာခိုင်းပါနဲ့ချစ်တော်ညီကိုမောင်မတွေပညာကိုအရင်မရှာခိုင်းပါနဲ့မြည်ရတဲ့အပေါ်ထဲမှာ music နော်နှုတ်ကပတ်တော်ဖယားနဲ့အရင်မိတ်ဆက်ပေးရမယ်နှုတ်ကပတ်တော်ထဲမှာနှုတ်ကပတ်တော်ကထာဝရနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူညီကိုမောင်မတွေကျွန်တော်တို့ဖယားသားသမီးတွေကိုအဓိကကိုယ့်ရဲ့သားသမီးတွေကိုမြင်ရတဲ့အပေါ်ထဲမှာအရင်အခြေခံတယ်အဲ့ဒီပညာလောကပညာကဖယားရဲ့အပေါ်မှာရောက်သွားပြီဆိုအဲ့ဒါပြဿနာနှုတ်ကပတ်တော်ကိုမထင်မဲ့မြင်ပြုတော်သူကပျက်စီးမယ်လို့ပြောတယ်ပညတ်တရားတော်ကိုခန့်ညာတော်သူမိတကချမ်းသာရမယ်လို့ပြောတယ်ဖယားစကားပေါ်မှာရက်တည်ပြီးအသက်ရှင်တဲ့လူကချမ်းသာရမယ်လို့ပြောတာယခုဘဝကောနောင်ဘဝကောထာဝရနဲ့ဆိုင်တဲ့အရာဒါကြောင့်နှုတ်ကပတ်တော်ကိုကြိုပြီးမှဘယ်အရာမှဦးစားမပေးနဲ့ဘယ်အရာမှအပေါ်နှုတ်ကပတ်တော်ရဲ့အပေါ်မှာမထားနဲ့တင့်ရဲ့ပညာတင့်ရဲ့ music တင့်ရဲ့ငွေရေးကြေးရေးရှာတဲ့အရာနှုတ်ကပတ်တော်အပေါ်မှာမထားပါနဲ့အာမင်နှုတ်ကပတ်တော်ရဲ့အောက်ထဲမှာတင့်ရဲ့ပညာရဲ့လောကပညာအောက်ထဲမှာတွားရမယ်တချို့ကတော့ကြိုးစားတယ်ကိုသားသမီးတွေပညာတတ်ကြီးဖြစ်ဖို့ရန်နော်နာမည်ကြီးဖို့ရန်အောင်မြင်ဖို့ရန်တကယ်ထူးချွန်ထက်မြက်တဲ့ပြောင်မြောက်တဲ့လူဖြစ်အောင်ဒါဆိုရင်တင်းကနှုတ်ကပတ်တော်ရဲ့အပေါ်မှာရှိပြီဆိုရင်အဲ့ဒီသားသမီးကပျက်စီးတော့မယ်။ဘာကြောင့်လဲကျွန်တော်တို့ကမြင်ရတဲ့အပေါ်ထဲမှာကျွန်တော်တို့ကဥတည်နေတာမဟုတ်ဘူး။ဖက်တွယ်နေတာမဟုတ်ဘူး။ဒါကြောင့်တင်းရဲ့အောင်မြင်ခြင်းကြော်ကြားခြင်းတင်းရဲ့နာမည်ကြီးခြင်းတင်းတူးတယောက်အတွက်ဆိုရင်သိချတယ်။အဲ့ဒီသားသမီးကပျက်စီးရလမ်းဖြစ်သွားပြီ။ကျွန်တော်ပြောပြမယ်။လူတယောက်ကအဲ့ဒီတက်မြောက်ထားတဲ့အပေါ်ထဲမှာဘာကြောင့်ကျွန်တော်ဒီလိုပြောတယ်လဲနှုတ်ကပတ်တော်မှာနှုတ်ကပတ်တော်အပေါ်မှာမရှိတဲ့ကြောင့်သူ့ရဲ့ပညာထဲမှာမိခိုသွားတဲ့ကြောင့်သူ့ရဲ့ဤဥပဒေနဲ့သူတင်ထားတဲ့တတ်ထားတဲ့အရာနဲ့ဖြည့်ရှင်းသွားပြီဖယားရဲ့ဤယာမနဲ့ဖယားရဲ့ပညာနဲ့မဖြည့်ရှင်းတော့ဘူးသူတင်ကြားထားတဲ့အရာနဲ့ဖြည့်ရှင်းသွားတာဖယားတခင်အလူတော်မရှိပါဘူးချစ်ရသောညီကိုမောင်မလေးကိုပညာတတ်တဲ့အရာတင်တိထားတဲ့တင်တတ်ထားတဲ့အရာကတင်ရဲ့ဘဝအားလုံးကိုဖျက်ဆီးသွားမှာတင်တိထားတဲ့ music တူရိယာဖြင့်တင်အဲ့မှာမောက်မာနေပြီငါတင်ထားတဲ့အရာနဲ့ငါလုံးဝနော်အဲ့ဒီအပေါ်မှာပဲလူရဲ့ဘဝအကြရှုံးသွားမှာစာတန်ကကျွန်တော်တို့ကိုပပလေးနဲ့ကျွန်တော်တို့ကိုဆွဲချကျွန်တော်တို့ကိုဂျင်းသိနေတာပလေးနဲ့ကျွန်တော်တို့ကိုဆွဲချနေတာအဲ့ဒါကိုနားလည်နိုင်ဖို့ဝိညာဉ်တော်ဖျားမအစပါစေဘေးအရာမှနှုတ်ကပတ်တော်အပေါ်မှာဘေးအရာမှနေရာမယူပါနဲ့နှုတ်ကပတ်တော်အပေါ်ထဲမှာဘေးအရာမှမတိဆောက်ထားအပေါ်မှာမနေနဲ့နှုတ်ကပတ်တော်ရဲ့အပေါ်မှာလောကမြင်ရတဲ့အရာဘေးအရာမှမထားနဲ့မြင်ရတဲ့အရာကအားလုံးတွေနှုတ်ကပတ်တော်ဆိုတဲ့အောက်ထဲမှာဝန်ခံတွားဖို့ရန်လိုအပ်တယ်အာမင်